ဒီနေ့တော့ခန္ဓာကိုယ်ကိုရေဓာတ်ဖြည့်တင်းပေးပြီးအပူလဲငြိမ်းချင်မယ်လေသမားဟင်းကြိုလေးကိုအတူတူလိုက်ချက်ကြည့်အောင်လေသမားဟင်းကြိုတွေပါဝင်ပစ္စည်းတွေကတော့စပလင်ကြက်သွန်နီကြက်သွန်ဖြူမြစ်ရွှေဖယုံတီမိုးပင်စိမ်းတို့ပဲဖြစ်ပါတယ်အရင်ဆုံးပွက်ပွက်ဆူနေတဲ့ရင်တွေထဲကိုကြက်သွန်နီကြက်သွန်ဖြူနဲ့စပလင်လေးတွေထောင်းထားတာကိုထည့်ပါမယ်အနံမွေးလာပြီဆိုရင်တော့မြင့်နဲ့ရွှေဖယုံသီးလေးတွေထည့်ပြီးနူးအောင်တဲထားလိုက်ပါမယ်ဖယုံသီးလေးတွေနူးလာပြီဆိုရင်တော့မှုတ်လေးတွေထပ်ထည့်ပါမယ်ဟင်းခတ်မုံလေးအနည်းငယ်ထပ်ထည့်မယ်နောက်ဆုံးမှာတော့ပင်စိမ်းလေးအုပ်လိုက်ရင်ပြပါပြီအရသာလည်းရှိကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ဒီလဲသမားဟင်းချိုလေးကိုဒီနေ့ပဲအိမ်မှာချက်တောက်ကြည့်လိုက်ကြနော်